ဒီမှာဒီနေ့ရှင်းပြမယ့်ဟာက oil smoke stop သူကကျတော့ engine wine ထဲမှာထည့်သုံးတဲ့အရည်သူညီမတို့ကားဒီမှာအခိုးအငွေ့တွေထွက်တာကိုရှော့ချအောင်အသုံးပြုတဲ့အရည်ပေါ့နော်ဒီဆေးရည်အကြောင်းသူ့ရဲ့ကောင်းကြောင်းတွေမပြောပြခင်ပေါ့နော်ညီမဟိုအဲ့ဒီရဲ့အခိုးငွေ့ဖြစ်တဲ့အကြောင်းလေးနည်းနည်းပြောပြချင်တာပေါ့သူကအဓိကခိုးငွေ့ဖြစ်တာကကျတော့ rain တို့ piston တို့မကောင်းတာမျိုး white sea တွေမကောင်းတော့တဲ့ချိန်မျိုးဆိုအဲ့လိုမျိုးအခိုးငွေ့တွေထွက်တတ်တယ်ပေါ့နော်အဲ့ချိန်ကျဆိုဒီစီးရီတုံးလိုက်အဲ့ဆိုရင်သူကနည်းနည်းတက်တာတော့မေပေါ့နော်သူကလိုအပ်တဲ့ညာလေးကိုနည်းနည်းပါးပါးဖာထေးပေးတာကြောင့်မလို့သူအဲ့ဒီရဲ့အငွေ့တွေထွက်တာကိုသူကရှော့ချပေးတာသူ့ကိုဘယ်လိုသုံးရမလဲဆိုတော့သူကအရန်ကိုရိုးရှင်းပြီးတော့လွယ်ကူတယ်သူက engine wine ထဲထည့်ပြီးသုံးရုံပဲ engine wine ထဲထည့်ပြီးသုံးတာနဲ့အဲ့ဒီအငွေ့တွေပါညာတွေကိုရှော့ချပေးရပေါ့နော်သူကချက်ချင်းအဲ့လိုမျိုးဖြည့်ရှင်းပေးရပေါ့အဲ့ဒီရဲ့စီကိုအသုံးပြုမယ်ဆိုရင်သူ့ရဲ့အကျိုးကျေးဇူးကတော့စီစားတက်တာမယ်ပြီးရင်ကိုယ်ကားမှာအပြာရောင်မီခိုးတွေထွက်တာကိုတက်တာမယ်ဒီကြတော့ engine တက်တန်းကိုလည်းနည်းနည်းလေးတာရှည်ခံအောင်သူထိန်းထားပေးတယ်ပေါ့ကျေးဇူးအများကြီးတင်ပါတယ်